မင်္ဂလာပါကျွန်တော်ကမှအများကြီးမင်္ဂလာရှိသောညနေခင်းလေးပါဗျာဒီညနေလေဗီဒီယိုကလောက်တယ်ဗျာဗီဒီယိုကမှကျွန်တော်ဆိုင်းမှုလေးရေးချင်တဲ့ကူမှများလဲကြည့်အောင်လို့ဆိုပြီးဗီဒီယိုလောက်တာနောက်ကျသွားတော့ဗီဒီယိုရဲ့ခုနရှေ့ကတင်တာဘလို့မှမရဘူးဖြစ်နေအဲဒါကြောင့်မလို့ကျွန်တော်တို့ site ပါတဲ့ဗီဒီယိုလေးတော့မဟုတ်တော့ဘူး site တော့မပါတော့ဘူးเนาะခုနကတော့ဗီဒီယိုဆိုင်းမှုလေးပြပြီးတာတွဲပေးထားတဲ့ကဏ္ဍဆိုင်းမှုပြပြီးတော့တွဲပေးထားတဲ့ကဏ္ဍမှာကျွန်တော်တို့83ထိပ်က8ထိပ်2မူတန်းနဲ့ကျွန်တော်တို့အဓိက8316အပိတ်ထဲက1အပိတ်ပိုင်းပေါ့နော်8ထိပ်1အပိတ် Lego Brain နဲ့81ကအဓိကပေါ့ကျန်တဲ့ကောင်လေးကတော့ဒါအဆင်ပြေတွေ့ဒါခုနကတော့ main ရမှာဆိုရင်ကျွန်တော်တို့ဒီကောင်818688က83ရန်ဒီမွေးလေးကွက်မှုရှိရပေါ့နော်ကျွန်တော်ဒီချက်ပြအောင်မယ်ဒါမနက်ကဆိုလဲကျွန်တော်98 domain နဲ့အောင်မြင်ခဲ့တယ်နှစ်ခွန် brain နဲ့ဟိုမှာမနက်ကဆိုရင်ဒါအဖွင့်နေလေးမှာနှစ်ခွန် brain ပါဆွဲတဲ့ကိုမကြီးအောင်နှစ်စားပေါက်လေးရမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ခုနကမှရှင်းပြထားတယ်ဗီဒီယိုလေးကတော့မတင်ရတော့ဘူးဗျာနော်ခုနကကျွန်တော်စိုက်မှုပြထားဗီဒီယိုလေးကမိနစ်20လောက်ဖြစ်သွားတော့တိုင်းရလည်းကြာနေတဲ့အချိန်နဲ့တင်မရလို့အဲကြောင့်အတိုလေးပဲအခုဗီဒီယိုလေးပြန်ရိုက်တင်တာပါခဏတွဲပြီးသားလေးပဲပေါ့နော်စိုက်တော့မကြည့်နဲ့တော့ပေါ့ကျွန်တော် like လေးပွင့်လာတော့မှပဲစိုက်ကလေးပုံမှန်ပြန်ပြီးပြပြီးစုံတာပေါ့ကောက်တရရထိနေတော့ကျွန်တော်ကမှကျွန်တော်တို့ share မွေးစရာ6ကွက်မူကျွန်တော်တို့ဒိုင်ကနေဒီဘက်ကောဆို4ဘက်ဇက်တိုက်ပတ်စံထုတ်ပေးခဲ့တဲ့မူ6ကွက်မူလေး89အောင်မြင်ခဲ့ပြီပေါ့နော်အဲ့တော့နားမယ်ဒီ6ကွက်မူနားမယ်ပတ်သီးလိုင်းနိုင်ဆက်လိုက်ထားပါနော်ရှစ်ပတ်သီးမပြောက်ပတ်သီးထွက်သွားပြီမှန်းတယ်ကျွန်တော်ပြောသလိုပေါ့ရှစ်ထွက်လာလို့ဒီမွေးလေးကမထွက်သေးရင်မွေးလေးကဆက်လိုက်ရမှာအဲကြောင့်ပတ်သီးပါဝါသနာပါသေးလို့လိုက်ရှင်သေးပတ်သီးပါထပ်လိုက်ပတ်သီးဝါသနာမပါတော့လို့သိမကြိုက်တော့ရင်မွေးလေးကွက်ကိုဆက်လိုက်ပါရှင်းတဲ့ပတ်သက်တဲ့မွေးလေးကွက်ဖော်မူလာမွေးလေးကွက်ဖြစ်တော့ရှစ်ဘူး83 8186ပေါ့နော်အဲကောင်လေးကိုဆက်လိုက်ဖို့ကျွန်တော်ကမှများကြံပေးတာပါညကဆိုရင်ကန်ဆက်ခွေပါအောင်နာနော်ကန်ဆက်ခွေရလဲအစောကြီးထွက်သွား8939တဲ့ကျွန်တော်တို့ရဲ့ဒီဘက်ကန်ဆက်ခွေကျွန်တော်ပြောနေရလေးလုံးခွေလေးဒါကန်ဆက်ခွေသမားဆိုရင်ဒီညနေကျွန်တော်နောက်ထပ်တစ်ခွေထပ်ပို့ထားပဲပေါ့နော်ကဲအဲ့တော့ဒီကပြောချင်တာကတော့ကျွန်တော်တို့ channel လေးကိုဒီတိုင်းဗီဒီယိုလေးတွေကိုအများအားအားပေးနေတဲ့ကောင်မများကျွန်တော်တို့ချစ်လို့ခင်လို့အားပေးတဲ့ကောင်မများဖြစ်စေကျွန်တော်တို့ဝင်ကြည့်သွားတဲ့ကောင်မများဖြစ်စေကျော်စင်ဦးရဲ့ channel ထဲမှာရှိနေတဲ့ကျွန်တော်ကောင်မများအားလုံးကိုပြောချင်တာက channel ဒီကလေးတွေမှာကျွန်တော်တို့ view လေးတွေအတိုင်း subscriber လေးကိုနှိပ်ပေးပါလို့ subscriber လေးမလုပ်ကြဘူး subscribe လုပ်ပေးပါ channel ကို subscribe လုပ်အကောက်အပ်ပေးပါနောက်ပြီးတော့အခု video like လေး video လေးတွေဆိုရင်လည်းအဲ့လိုပေါ့ like လက်မလေးရောမနှမျောပါနဲ့ဗျာเนาะကျွန်တော်ကောင်မများပေးမှရတော့ like လက်မလေးကကျွန်တော်ကောင်မများအတွက်ကဘာမှမဟုတ်ပါဘူးဒီ like လက်မလေးပေးလိုက်လို့ကျွန်တော်ကောင်မများရှိဘာမှပုံပဲ့သွားတာလည်းမရှိဘူးဒါကြောင့် like လက်မလေးတော့မနှမျောပါနဲ့ like လက်မလေးတော့ video လေးကိုလည်းနှိပ်ပေး channel လေးကိုလည်း subscribe လေးမမေ့မရောနဲ့လုပ်သွားပေးပါเนาะကျွန်တော်ပြောတဲ့ဒီမိနစ်3မိနစ်4မိနစ်စာ video လေးကိုဒါလေးကိုတော့ဒါစိတ်ရှည်သွားလေးနဲ့နားထောင်ပေးဖို့เนาะကဲအဲ့တော့ကျွန်တော်တို့ဒီညနေဈေးမှာခုနပြန်ပြတဲ့လမ်းကြောင်းနော်73ထိပ်စီ7316အပိတ်မူရိုက်တယ်ဒီ26နဲ့28ကဘာကြောင့်ကာလဲဆိုရင်ကျွန်တော်ကမှများအဲ့နှစ်တလုံးပြန်ဖောက်ဝင်လာမှာဆိုလို့ဒီအဲ့နှစ်ကွက်နည်းနည်းဒီ7316ထဲမှာအကတ်ကလေးနဲ့ဒီကောင်လေးဆိုရင်လို့ထက်ကာပေးတဲ့သဘောပေါ့နော်ဒါကြောင့်ဒီနှစ်ကွက်ကတော့ရန်နိုင်ထည့်ရန်ထားပါကျွန်တော်အဓိကကျွန်တော်တို့ရဲ့ site မှုအပြည့်ထိုးရမယ်ကဏ္ဍထိုးကွက်ကတော့ဒီကောင်ပေါ့အဓိကအပေါ်ကောင်ပေါ့နော်ဒီအပေါ်က8ကွက်အပေါ်က main အောက်က domain ပေါ့ဒါအဲ့ထဲမှာကျွန်တော် site ရအရာထိပ်စီးနောက်ဝေး break ချုပ်ပြီးအလှဆုံးကဏ္ဍတစ်ကွက်အနေနဲ့ဆိုရင်တော့81ပေါ့ဒါဆိုရင်လည်းခုနမွေး formula လည်းရှိရဆိုတော့တော်တော်လှပါတယ်ဒီညနေဒါကြောင့်မနက်ညလေးပွဲဥအတွက်လေးမှာမနက်အောင်ပြီးပြီဆိုတော့ညနေလေးပါဆက်ပြီးတော့ရှေ့ပေါက်ကွက်နဲ့ထပ်ဝင်ပါစေရှေ့ပေါက်ကွက်နဲ့ထပ်အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ပုံမှန်များအားလုံးကန်လို့ကြိုးပေးလို့ကံညစ်တက်လို့များဆိုတော့အားလုံးညနေလေးကိုလည်းမနက်ညအောင်မြင်မှုအနေနဲ့အောင်ပွဲအနေနဲ့ထပ်အောင်ပါစေဗျာကိုလပါ